poster မှာကျွန်တော်မျက်နှာကြီးနေပေါ့နော်ပါတဲ့တော့ကိုပီတိလည်းဖြစ်တယ်ကျွန်တော်ဘောမှာမထင်ထားတဲ့အရာပေါ့နော်အရင်တော့ဆိုရင်ဒီလိုမျိုးထိတောင်ကျွန်တော်မရောက်ကာရက်တာအစပေါ့ဒီလောက်ထိတောင်မရောက်တဲ့ကာရက်တာမျိုးနဲ့ကျွန်တော်လုပ်ခဲ့ဘူးတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ပေါ့နော်အားလုံးကကျွန်တော်တို့နှစ်တွေလည်းပြောင်းအချိန်လည်းပြောင်းလာတော့အကုန်လုံးပြောင်းလာတော့ကျွန်တော်ကလည်းနေရာကောင်းမှာတရုပ်ဆောင်ခွင့်ရတဲ့တော့ကျေးဇူးတင်ပါတယ်အဖက်ဖက်အရေးအားလုံးအရင်တော့ပေါ့ကျွန်တော်တို့ဒီ driver အခန်းတို့ပြီးတော့ဟိုပေါ့နို့ပိုးတဲ့အခန်းတို့တရုပ်ဆောင်ခဲ့ဘူးတယ်အဲ့ဒါတွေကလည်းကျွန်တော်ဒီအိန္ဒိယနယ်မှာဖြစ်တဲ့အတွက်ပေါ့နော်လွန်ခဲ့တဲ့နှစ်တည်းရပါဗျာဒါပေမဲ့အခုနောက်ပိုင်းမှာဒီလိုမျိုးတွေမရှိတော့နဲ့တူတယ်ဒီကတရုပ်ဆောင်ကောင်းမယ်ဆိုရင်တရုပ်ဆောင်ကောင်းတဲ့သူကိုနေရာတနေရာပေးတာပေါ့ဗျာအဲ့လိုမျိုးဆိုတော့ကျွန်တော်ဘက်ကအားလုံးပီတိလည်းဖြစ်တယ်ကြိုးစားကြိုးလည်းနှက်တယ်မင်းဘာဖြစ်နေတာလဲအောင်ပူနဲ့ငါ့ကြာမှာဘာလို့လိုက်တော့ချက်လာလဲမင်းလာကြည့်နေပြီလားခေါင်းလေးကွဲုံနဲ့ဆေးုံသွားစရာမလိုပါဘူးအပူတွေမျက်နှာလာမလုံးနဲ့အလုံးချိန်မှာဘယ်သွားမလို့လဲနေုံငါမေးတာဖြစ်எனக்கு வந்த ஆத்திரத்துல அவ மண்டலை டிங் 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 அடிக்கணும் போல இருக்குဟုတ်တယ်စုံမက်မှာစုံမက်ပို့ဆက်မှာကျွန်တော်မျက်နှာကြီးနဲ့ကိုထုံးမျက်နှာပေါ့နော်အဲ့တော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ပေါ်မှာဒီလိုမျိုးဖြစ်လာမယ်လို့တော့ကျွန်တော်မထင်တော့ဘူးအဲ့လိုပေါ့နော်ကိုဝါသနာပါတဲ့အလုပ်တစ်ခုလုပ်ခွင့်ရတော့တယ်လေကျန်တယ်ကျေးဇူးတင်တယ်ပြီးတော့ဒါတာကိုကမန်အကြောင်းဒီလိုမျိုးဖြစ်သွားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်စုံမက်ကကျွန်တော်တို့အိန္ဒိယမြန်မာ crop culture ပေါ့နော်မြန်မာအိန္ဒိယကျွန်တော်တို့50ရာခိုင်နှုန်းပေါ့နော်မသိအိန္ဒိယကကြည့်ရတဲ့အတိုင်းကိုခန်းစားရမယ့်ဇလံပြီးတော့ပညာပေးဇလံပေါ့နော်ပညာပေးဇလံ pride ပညာပေးဇလံဆိုလည်းမမအောင်ဗျအဲ့တော့နောက်ဆုံးဇသိန်းထိကြည့်မယ်ဆိုရင်လူတိုင်းရင်ထဲမှာတခုတော့ message ကြံခဲ့မှာအမှန်ပဲဖြစ်တာပေါ့ poster မှာကျွန်တော်မျက်နှာကြီးနေပေါ့နော်ပါတဲ့တော့ကိုပီတိလည်းဖြစ်တယ်ကျွန်တော်ဘောမှာမထင်ထားတဲ့အရာပေါ့နော်အရင်တော့ဆိုရင်ဒီလိုမျိုးထိတောင်ကျွန်တော်မရောက်ကာရက်တာအစပေါ့ဒီလောက်ထိတောင်မရောက်တဲ့ကာရက်တာမျိုးနဲ့ကျွန်တော်လုပ်ခဲ့ဘူးတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ပေါ့နော်အားလုံးကကျွန်တော်တို့နှစ်တွေလည်းပြောင်းအချိန်လည်းပြောင်းလာတော့အကုန်လုံးပြောင်းလာတော့ကျွန်တော်ကလည်းနေရာကောင်းမှာတရုပ်ဆောင်ခွင့်ရတဲ့တော့ကျေးဇူးတင်ပါတယ်အဖက်ဖက်အရေးအားလုံးအရင်တော့ပေါ့ကျွန်တော်တို့ဒီ driver အခန်းတို့ပြီးတော့ဟိုပေါ့နို့ပိုးတဲ့အခန်းတို့တရုပ်ဆောင်ခဲ့ဘူးတယ်အဲ့ဒါတွေကလည်းကျွန်တော်ဒီအိန္ဒိယနယ်မှာဖြစ်တဲ့အတွက်ပေါ့နော်လွန်ခဲ့တဲ့နှစ်တည်းရပါဗျာဒါပေမဲ့အခုနောက်ပိုင်းမှာဒီလိုမျိုးတွေမရှိတော့နဲ့တူတယ်ဒီကတရုပ်ဆောင်ကောင်းမယ်ဆိုရင်တရုပ်ဆောင်ကောင်းတဲ့သူကိုနေရာတနေရာပေးတာပေါ့ဗျာအဲ့လိုမျိုးဆိုတော့ကျွန်တော်ဘက်ကအားလုံးပီတိလည်းဖြစ်တယ်ကြိုးစားကြိုးလည်းနှက်တယ်အိန္ဒိယနယ်ဘွားလေးဆိုရင်ကျွန်တော်မပြောတတ်ဘူးဗျအဲ့ဒါဆိုဘယ်လိုတတ်မှတ်ချက်နဲ့လုပ်လဲမသိတချို့ကြောင့်လည်းအဲ့လိုပေါ့နော်ဝိုင်းရေးအတွက်လုပ်တာလည်းရှိတာပေါ့ဗျာကျွန်တော်တို့ကြောင့်လည်းဝိုင်းရေးအတွက်တော့မဟုတ်ဝါသနာကြောင့်နောက်ပိုင်းဆိုရင်လည်းကျွန်တော်ပေါ့နော်ကျွန်တော်တို့နေရာလေးတနေရာရမယ်ကိုကြိုက်တဲ့ဇေယျုံလေးရှိမှပဲကျွန်တော်ရိုက်တော့မှာပေါ့နော်အဲ့လိုမျိုးလေးကြောင့်ပဲကျွန်တော်အခုလိုစုံမဲ့ဇလန်အတွက်မှာကျွန်တော်ရိုက်ခွင့်ရခဲ့တာဖြစ်ခဲ့တယ်ကျွန်တော်အဲ့လိုမျိုးမကောင်းတာတော့မဟုတ်ပေါ့နော်ဇေယျုံနေတာပေါ့နော်ဇေယျုံနဲ့တကားလုံးမှာနှစ်ခမ်းသုံးခမ်းမချသေးခင်အောင်မှကျွန်တော်ဇလန်တစ်ခုမှာပေါ့နော်စနစ်စင်73စင်းလောက်မှာကျွန်တော်တရုပ်ဆောင်ခွင့်ရမယ်ဒါပေမဲ့ကျွန်တော်ပါတာ3စင်း4စင်းလောက်ပဲပါခဲ့တယ်အဲ့ဒါလည်းကျွန်တော်တော့မကြည့်တော့ပါဘူးဗျာအဲ့လိုမျိုးပေါ့အကြောင်းမျိုးအကြောင်းအဲ့လိုမျိုးတွေကစစိတ်မကောင်းစရာတွေတော့အများကြီးပါဒါပေမဲ့ဒီနေ့စုံမက်ကတော့ကျွန်တော်ရဲ့စိတ်မကောင်းစရာအကုန်ဖယ်ရှားပြီးတော့ဝမ်းသာစရာတွေဖြစ်သွားပါဗျာနောက်ထပ်လည်းအဲ့လိုမျိုးတွေပဲကျွန်တော်နေရာတနေရာရမှကျွန်တော်ရိုက်ဖို့လည်းစလုံးစားပါအောင်အခုတော့မင်းသားတော့မဟုတ်ပါတော့ကျွန်တော်ဝါသနာပါတဲ့တရုပ်ဆောင်ကောင်းတယောက်ဖြစ်နေတာဆိုတော့ဝါသနာရှင်အဆင့်ပေါ့နော်ဝါသနာရှင်အဆင့်အနေနဲ့ကျွန်တော်ပြည်သက်ရှိကိုရောက်လာအောင်ပဲဗျာဟုတ်အဲ့လိုပေါ့နော်ကျွန်တော်အဲ့လိုဘယ်လိုပြောမလဲဆိုတော့မင်းသမီးလေးနဲ့တွဲတဲ့အခန်းကိုထုံးနဲ့တွဲတဲ့အခန်းဆိုတော့ကြည့်ရတာလေးကတမျိုးလေးဖြစ်တာပေါ့ဗျာအဲ့လိုပေါ့ဗျာဒီလိုပေါ့ဇလန်းဆိုတော့လည်းဇလန်းမှုပေါ့နော်အဲ့လိုပေါ့မိုးကတော့ကျွန်တော်ကဒီလိုဇလန်းဆိုတော့ကိုဖုံးကစားတော့ဆိုရပြောပြတော့ကျွန်တော်အဲ့မှုကိုကျွန်တော်အပြည့်ထည့်လိုက်တာပေါ့နော်အပြည့်ထည့်ပြီးတော့မှကျွန်တော်တရုပ်ဆောင်တော့မှုလေးကဝင်သွားတယ်ဘယ်လိုမှကိုလှုပ်စင်တဲ့အရာကိုဖြည်းမြောက်လုပ်ခွင့်ရခဲ့တယ်ဟုတ်ကိုတို့ကကျွန်တော်ကလည်းဟုတ်တယ်အချက်ခန်းပေါ့နော်အချက်ခန်းကကျတော့ကျွန်တော်တို့ကခက်ခဲတယ်ကျွန်တော်အချက်ခန်းမှာကျွန်တော်တိတ်မလုပ်တော့လို့လည်းမလုပ်တော့ပါနော်ကျွန်တော်ကကျမ်းမယ်ရမ်းမယ်အရှင်ပုံစံမျိုးကျွန်တော်ပို crazy ဖြစ်တော့ပိုလည်းနှစ်သက်တယ်ပိုလည်းရိုက်စင်တော့ဆိုအရှင်ခန်းကျတော့အဆင်ပြေတယ်ဗျ
ကျော်ရှိပဲဝမ်းစင်ကချစ်မဲ့ကြိုက်မဲ့လက်ဆွဲအခန်းလေးပါကျွန်တော်ဟော2 date 3 date ဖြစ်သွားအဲ့လိုပေါ့မလုပ်တယ်လားအဲ့ဒီကျွန်တော်စုံမဲ့ဇလန်လေးကျွန်တော်73ရက်နေ့ကြာရင်လူတိုင်းရဲ့အရှိမရောက်ရှိလာပါတော့မယ်အဲ့တော့73ရက်နေ့ည9:00နာရီဆိုတာနဲ့ကျွန်တော် Play နဲ့ Channel 7နေပြီးတော့တင်ဆက်တော့မှာဖြစ်တဲ့အတွက်အားလုံးပဲကြည့်ရှုအားပေးဖို့ကျွန်တော်ဖိတ်ခေါ်ပါခင်ဗျာကျေးဇူးတင်ပါတယ်ဗျာ